ဇောင်းဘူးဟင်းချက်စားကြည့်ကြမယ်။များသောအားဖြင့်တော့ဒီဟင်းကိုတောင်ချက်စားကြည့်ကြ။ကဲသိကျင်နေဆိုရင်တော့ကျွန်တော်နဲ့အတူဆုံးဖြတ်ကြည့်ပြီးပါနော်။ပထမဦးဆုံးတစောင်းဘူးတွေကိုချိုးပြီးတော့အယိုးတွေကအမြင်လေးတွေကိုထုတ်ပေးရပါတယ်။ပြီးရင်ရေစင်အောင်ဆေးပြီးတော့စားထည့်မယ်အစိမ့်မှုတ်လေးထည့်မယ်ပြီးရင်ငပိလေးထည့်မယ်ငပိနော်ငပိပြီးတော့ပစွန်ကြောက်လေးထည့်မယ်ပြီးရင်ကြက်သွန်လေးပပလေးတာထည့်မယ်ပြီးရင်စီလေးထည့်မယ်ပြီးရင်နှံ့စက်အောင်မှုပေးရပါမယ်ပြီးလို့ရှိရင်ရေလေးထည့်ပြီးတော့ရိုးပေါ်တင်ပြီးချက်လိုက်ရပါပြီဒီရတာအပေါ်ငါလိုရတာပို့ပေါ့စိတ်ကြိုက်လို့ရပါချင်းဆက်ချက်ချင်းတော့မြို့သီးစိမ်းလေးမကြီးရည်လေးထည့်လိုက်ရင်ရပါတယ်ဒီဗီဒီယိုလေးကိုတော့တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်10 မိနစ်လောက်နေကောင်းကောင်းချက်ပါပြီ။ပြီးရင်ချက်သွန်ပြူလေးတွေနဲ့ထည့်နော်။တော့ကဘုံရတော့ဆက်ပြီးတော့ခြိုင်းချပါဘူး။အမေစံတော့ချက်ပါဒီနေသားဆိုစားလို့ရပါပြီ။ဒါလေးကတော့ငရုတ်သီးကိုဒီနေ့ပြုတ်ပြီးတော့စားလေးထည့်ကျက်သွန်လေးကျက်သွန်ပြူထည့်ပြီးတော့ရုပ်သီးစားတောင်းလုပ်တော့ပေါ့နော်။ဒါလေးရငါချောက်လေးကိုဖုတ်ပြီးဖုတ်ပြီးတော့ငါချောက်ဖုတ်စီပန်းလေးရတစောင်းဟင်းလေးရပဇောင်းဘူးခင်းလေးဒါအားကြော်လေးကျုပ်ဖက်ပြီးစားလိုက်ကိုရှယ်ပြောနော်အားလုံးကျေးဇူးတင်ပါတယ်